အားလုံးပဲမင်္ဂလာပါရှေ့ဒီနေ့ဈေးဝယ်လာတာဖြစ်တဲ့အတွက်ဗာတွေလောက်စားမလဲဆိုတော့လိုက်ကြည့်ကြစို့နော်။အော်ပြောရဆိုရင်လည်းလုံနေတဲ့စိတ်တော့ရောက်ပြီ။ကဲဟုတ်ပါတယ်ဝက်သားတို့ထိုးလောက်မှာပါရှေ့ဝက်သားတို့ထိုးကလည်းလှုပ်ရှားရတာကြိုက်တယ်စားလို့တောက်လို့လည်းအရန်ကောင်းတယ်တို့ပြင်မဲ့လောက်ရကန်ရတဲ့အနေအထားမှာဘလို့ချင်းနေမှာအခက်ခဲဆုံးလဲဆိုလို့ရှိရင်ဖြေကြောရတာအင်မတန်ကိုလှုပ်ရှုပ်ပါတယ်လှုပ်ဖူးတဲ့သူကတော့လုံးဝသိလိုက်မယ်စစ်စစ်ပြောချင်တဲ့ဖီးကိုပေါ့နော်အသားဆိုလဲအမျိုးစုံကစားချင်သေးတယ်အဲ့ဒီတော့တစ်မျိုးပြီးတစ်မျိုးကလည်းပုံစံချင်းရမတူတော့ဆေးရကြောရဖိုးရနဲ့အဲ့ဒီထဲမှာဆေးရကြောရခက်ခဲဆုံးကဥပဲသိလားဥကကြတော့ဖြစ်တဲ့ပြန်ကောင်းတဲ့ပြန်နဲ့ဆေးရတာဆိုတော့လေစစ်စစ်ဆိုလို့ရှိရင်ဥရဲ့ဒီပဲထိတ်ကိုပိုက်လေးနဲ့တက်ပြီးတော့ရှေးကိုဥတလျှော့မှာတလောဟောဖွေချပြီးအဲ့လိုစတိုင်နဲ့ဆေးတာပေါ့ကွယ်အနာတက်နဲ့အကြည့်အချွဲတွေလုံးဝအကုန်ဆေးပြောင်းပြီးတော့တက်စင်နေဖို့အတွက်အကုန်လုံးကိုစားအများကြီးလေးနဲ့တေချာလေးပို့ပြီးတော့လိုက်ပါတယ်အဲ့မှာအမြန်ပဲပြတ်လိုက်တယ်ဘာလို့လဲဆိုတော့ဆေးတဲ့အခါမှာတော်တော်လေးကိုကြည့်ကြလို့ပါချင်းတိုင်လေးကိုယူထုံနေတူဆေးကြောတက်စီရတာပေါ့နော်တေချာလေးအကုန်လုံးပို့ဆေးပြီးဆိုရင်နဲ့တေချာဆေးပြီးဆိုလို့ရှိရင်ထပ်ပြီးတော့ဆားနဲ့ဗီနီဂါလေးနဲ့နှက်ထားလိုက်တယ်ပေါ့နော်နှက်ပင်သားဟာတခါပြဆေးချပြီးတော့ပြုတ်လိုက်ပါတယ်အသားမျိုးစားတွေကလူညပုံချင်းမတူတော့ခွဲပြီးတော့ပြုတ်လိုက်ပါတယ်ဆေးတဲ့အစ်စ်တန်ရောပြုတ်တဲ့အစ်စ်တန်ရောအကုန်လုံးမပြတ်နိုင်ဗီဒီယိုရှင်းသွားမှာဆိုလို့ပါအရာကြိုက်တဲ့အချင်းတိုင်လေးရပါပြီရှေ့ဆယ်ထားလိုက်ပါမယ်နှရွယ်တို့အခောက်တို့ဘေးမှာဆယ်ထားလိုက်ပါမယ်ဒီရပိုင်းလေးရောဗာလဲသိလားအဲ့ဒါကကုတ်သားပါရှင့်ကုတ်သားလေးရနေပြီဆိုတော့အေးခါထားလိုက်ပါမယ်အေးခါထားနေတဲ့အချိန်မှာအခြေအနစ်လေးကိုပြေးထားလိုက်ပါမယ်ပထမအုပ်ဆုံးတခြားလေးတွေကျိုးထားမယ်သားလေးနည်းနည်းထည့်မယ်ငါပြိုင်နည်းနည်းထည့်မယ်အမွှေးနဲ့တာတွဲကျသူဖြူလေးပါခွာပြီးတော့ကြိတ်ထားလိုက်မယ်ပေါင်နဲ့နှရွက်သားတွေကလည်းကျက်နေပြီဆိုတော့ဆယ်ထားလိုက်ပါတယ်ဘဲငါပြရည်လေးထည့်ပြီးတော့အကုန်လုံးနှက်ဆအောင်နှဲထားလိုက်ပါမယ်ကဲတွေ့တဲ့အတိုင်းပဲလိုအပ်တဲ့အမွှေးနှက်တာတွေအကုန်ပြစ်ထည့်လိုက်ပါတယ်ဒေအိုးကပြုတ်ထားတဲ့အသားတိုင်းကိုတစ်ခါတည်းထည့်ဖို့မဆက်တဲ့အတွက်အပြေမှာပဲလှော်ပြီးသားအမွှေးကြိုင်လေးနဲ့နှက်ဆအောင်နှဲထားလိုက်ပါတယ်အလုံးနဲ့ဆက်ပြီးတော့အမျိုးအစားတစ်ခုချင်းစီကိုထက်လေးပြအောင်ပြန်ပြီးတော့လှော်လိုက်ပါတယ်။ဘာလို့ဒီလိုလုပ်တယ်လဲဆိုလို့ရှိရင် तू ကမြင်းများဆဆစားလေးလုံးဝမအီစီဘူး။ကောင်းတဲ့အရာတာတောင်းလျှော့ပဲရစီလာဖြစ်တဲ့အတွက်စီကဒီအစီအောင်မဖြစ်မနေလုပ်ပါတယ်။အကုန်လုံးစိတ်တိုင်းကြဖြစ်သွားပြီဆိုလို့ရှိရင်စောကပြုတ်ထားတဲ့ဝဲချိုဟေးရည်လေးကိုလောင်းထည့်လိုက်ပါတယ်။ဟေးရည်လေးလည်းပွက်အသားလေးလည်းနူးလာပြီဆိုလို့ရှိရင်ဂျေလင်းထက်မယ်ပြီးလို့ရှိရင်အရွက်ပါထက်မယ်ပြီးလို့ရှိရင်ချက်ကနေကြလို့ရှိရင်နာမည်လေးထက်မယ်အရသာမြင်းကြီးတော့နည်းနည်းပေါ်လာငံပြိုင်လေးလောက်ထည့်လိုက်တယ်အသားကကိုလိုချင်တဲ့အနေတော်နူးညံ့မှုလေးရပြီဆိုလို့ရှိရင်သူနဲ့လိုက်ဖက်မယ်အခြေရည်လေးပြေးလိုက်ပါမယ်ဝက်သားတုတ်ထုံးမှာအခြေရည်ကလည်းအခရာပဲเนาะပြီးတော့စောကကြိုထားတဲ့တကြားရည်လေးကိုထည့်လိုက်ပါတယ်ပြီးတော့ဒီ sauce လေးကိုတောင်းတဲ့ဒီ sauce လေးကအရသာရှိတယ်ပြီးလို့ရှိရင်ဝက်ချူရည်လေးထည့်လိုက်ပါမယ်ပြီးမှွေမယ်မှွေရတဲ့အချိန်မှာလေအနှက်လေးကရှယ်ပဲအခုပြောရင်းနဲ့တောင်အခြေရည်ရဲ့မှွေနောက်ပြန်ပြီးတော့မြေရောက်ပြီးတော့ပြန်စားချလာပြီရှိသမျှအသားတုံးလေးတွေအကုန်လုံးဆယ်ပြီးတော့စားဖို့အစီအစဉ်ပြပါပြီရှင့်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်တစ်ခါမှပြန်လည်တွေ့ကြမယ်နော်